သူများလာပေးရင်တောင်စော်ကားတာတဲ့ငါထမင်းငါစားနေတယ်မင်းလာပေးကြမလို့ဘူးတဲ့ဒီကပေးမယ်လို့မပြောရသေးဘူးပေးမယ်ထင်တယ်ဆိုတာနဲ့လူပြီးသားဖြစ်နေပြီတောင်းယုံမဟုတ်ဘူးသဘောပါလားအဲ့တော့သူတို့မှာကိုချင်းတရားသီလပြည့်စုံတယ်အခုကိုရီးယားနိုင်ငံမှာသိရှက်စရာကောင်းတာတွေပြောပြမယ်လမ်းမှာကြာနေတဲ့ပစ္စည်းတစ်ခုကိုကောက်ရတယ်ဆိုရင်ချက်ချင်းရဲလက်ကိုအားတယ်မအားဖဲနဲ့ထားလိုက်တော့ဗမာပြည်ကလူတော်တော်များများဟာအဲ့ဒီကောက်ရပစ္စည်းပြန်မပေးတဲ့အတွက်သူ့နိုင်ငံမှာနေချင်းကထိုက်တန်တဲ့ကိုချင်းတရားမရှိဘူးဆိုပြန်ပုတ်ခံရတာအများကြီးဟောပါလားကိုမင်းတို့လမ်းမှာတယ်လီဖုန်းလေးကြခဲ့ပြန်လိုက်ပေးဖို့ကြိုးစားလားအိမ်ယူသွားလားအဲ့ဒါပြန်သာနှင်ထုတ်ရင်ဘယ်နဲ့သွားထားမှမသိဘူးလူတွေဟိုမှာအဲ့ဒါလို့တယ်လီဖုန်းလေးကောက်ရတယ်ဟိုမှာတကယ်တော့သူ့တယ်လီဖုန်းဆိုတာဘာမှလည်းတန်ဖိုးမရှိဘူးနော်အလကားပေးနေတာကိုရီးယားသွားတော့ဟဲ့အောင်လေငါတို့ဖုန်းဆက်ဖို့ဖုန်းလေးလှုပ်ထားတော့တကားတွေပြောဖုန်းကြီးမပူပါနဲ့ဒီရောက်တော့သိမှာပါခေါ်သွားတယ်ဘုန်းကြီးအဲ့ဖုန်းနဲ့ကြိုက်တာနိုင်တယ်ဘာလို့တယ်လီဖုန်းဟာဘာလို့လဲဆိုအလကားပေးတာဩငါပထမဖုန်းလုံးက45သိန်းပေးရတယ်ဒုတိယဖုန်းက15သိန်းပေးရတယ်အခု2သိန်းခွဲဟုတ်ကလားဟာမင်းတို့ကအဟုတ်လို့လားကွာဩဘုန်းကြီးယူခဲ့ကြိုက်တဲ့လောက်ယူခဲ့ဒါပေမဲ့အဲ့ဒီဖုန်းကိုကြာနေခဲ့လို့ကောက်ယူထားတော့ဟိုကပိုင်ရှင်ကဖုန်းကြခဲ့တယ်လို့လည်းအကြောင်းကြားရောသူ GPS ကနေလိုက်လာတယ်ဂျိုရူကနေလိုက်လာဒီကောက်လက်ထဲမှာရှိလာခဲ့တယ်မေဘယ်နိုင်ငံလာတယ်ဗမာပြည်လာဒါဘယ်တော့မှဘယ်ရကျွန်တော်လမ်းကောက်ရဟောလမ်းကောက်တာပြန်မပေးဘူးချက်ချင်းလေးစိတ်ဖို့ပြန်တော့ဒီတိုင်းပြည်နဲ့မင်းနဲ့မတန်ဘူးကျန်တာတွေရှိသေးတယ်ပြောမကောင်းဘူးပြန်ပို့ခါတာတွေအများကြီးသဘောပါလားရှင်းလားဒါဖြင့်သူတို့ကစာအုပ်ထဲမှာတော့သီလမရှိဘူးအပြင်မှာသီလအကုန်လုံးအမေရိကန်နိုင်ငံကိုဆင်းလိုက်တာနဲ့ဗာပြောလဲဆိုတော့ဟိုကကြိုဆိုရေးဖွဲ့အရှင်ဖျားတဲ့လူပိသားတဲ့တိုင်းပြည်တစ်ပြည်ကိုရောက်လာပါပြီဖျားတဲ့ဖြစ်နိုင်ရင်အဲ့ passport ကြီးလွတ်မလိုက်တဲ့ဟာဟဲ့ကမလုံးနဲ့ငါပြန်အောင်ပါသဘောပြောတာတဲ့ထားပစ်ခဲ့တဲ့ဒီမှာဘာမှအစစ်ဆေးလည်းမရှိဘူးကိုယ်တိုင်းပြည်ထဲမှာလွတ်လွတ်လပ်လပ်သွားခြင်းသလိုသွားနေခြင်းသလိုနေလူအခွင့်အရေးအပြည့်အဝရှိတဲ့တိုင်းပြည်ပါဗျာရှိတယ်ဟုတ်တယ်နော်အဲ့နိုင်ငံတွေမှာပြောတာရဲတွေဆိုဟောင်းရောက်နေရဲတွေဆိုရှင်ပြမပူပါနဲ့တဲ့ဒီနိုင်ငံကရဲတွေကအလွန်ချစ်ဖို့ကောင်းမကြောက်ဘူးကွာငါပဲဘဝတုဒ္ဒနဲရလားမသိဘူးမကြောက်ဘူးကွာအဟုတ်ချစ်ဖို့ကောင်းတာတဲ့အရှင်ပြအခုသွားပြောလိုက်ငါပတ်စုံပပဝတ်တော့လို့အရှင်ပြသွားပြောကြည့်တဲ့ပြောတော့ဗာပြောတော့ဆိုအဲ့ဒါငါနဲ့မဆိုင်ဘူးတဲ့အဲ့ဒါလာဝကအလုံးတဲ့တို့အလုံးမဟုတ်ဘူးဘာကူညီပေးရမလဲဒီမှာဆိုရင်ကိုရင်ပဲအဲ့လိုတိုင်းပြည်ဖရတဲ့နေတဲ့ကြိုက်သလိုတဲ့ဆိုတော့ပြန်တော့မပြန်ခြင်းဘူးတကယ်အဲ့တော့ပြန်စဉ်းစားကြည့်သူမေးတဲ့မေးခွန်းကိုဦးဇင်းချက်ချင်းပဲဖြေလိုက်ပါငါတို့တိုင်းပြည်မှာလို့ငါစဉ်းစားစရာမလိုပါဘူးကွာဒီမေးခွန်းတော့ဖြေနိုင်တယ်သီလဒါနသီလဘာဝနာသီလသမာဓိပညာဆိုတဲ့အဆုံးအမတွေဟာဓမ္မဂရိကတွေရဲ့ပါဇက်ဖျားမှာလည်းရှိသလိုစာအုပ်ထဲမှာလည်းရှိတယ်အဲ့နားတဲ့လမ်းဆုံးနေတာငါလူတွေစီမရောက်ဘူးမင်းတို့တိုင်းပြည်ကဒါနမှလည်းမသိဘူးသီလမှလည်းမသိဘူးဘာဝနာမှလည်းမသိဘူးဟုတ်ပြီနော်သီလသမာဓိပညာသီလကျင့်ဝတ်လဲလူတိုင်းကအကုန်စောင့်ထိန်နေကြတယ်လမ်းမှာကားတစ်စီးထိုးရပြစ်ထားလို့လည်းဘယ်သူမှထိမဲ့တုံ့မဲ့လူမရှိဘူးခုကျုပ်ကားလေးသင်းဘောပေါ်ကနေချလာတယ်လှူတဲ့လူကလှူတယ်လက်ထဲရောက်လို့3ရက်ပဲရှိသေးတယ်နောက်ကတစ်စိမ့်ပါသွားခိုးသွားသဘောပါလားဟိုမှာကြိုက်တဲ့နေရာထားဘာမှလုံးမဲ့လူမရှိဘူးကြားသွားတဲ့ပစ္စည်းကကြားနေခဲ့တဲ့နေရာမှာပြန်ရရင်မရရင်အဲ့နာပတ်ဝန်းကျင်ကရဲမေးလိုက်ချက်ချင်း